ကာမိသန္တာလို့ဆိုတာကာမဆိုတာလိုချင်စရာအာယုံကိုကာမလို့ခေါ်တယ်ဒီနေရာမှာလိုချင်စရာအာယုံนี่လိုချင်စရာအာယုံဆိုဒီမှာမျက်စိကမြင်ရတဲ့အစင်းလိုချင်စရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့မျက်နှာဝဲကောင်းတဲ့အစင်းအာယုံနားနဲ့ကြားရတဲ့နှစ်သက်စရာမျက်နှာစရာကောင်းတဲ့အသံအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့မျက်နှာစရာနှစ်သက်စရာကောင်းတဲ့အနံ့အာယုံလျှာနဲ့လက်ရရတဲ့မျက်နှာစရာနှစ်သက်စရာကောင်းတဲ့ရတအာယုံနဲ့ခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတဲ့မျက်နှာနှစ်သက်စရာကောင်းတဲ့ဖုဒ္ဓပအာယုံလို့ဆိုတယ်ဒီအာယုံတွေဟာလူတွေရဲ့စိတ်မှာခုံမင်မျက်နှာပွဲဖြစ်သောကြောင့်မြတ်စွာဘုရားကကာမလို့ဆိုတဲ့စကားလုံးကိုသုံးလိုက်တာကာမအဲ့ဒီကာမလို့ဆိုတဲ့နှစ်သက်စရာအာယုန်တွေပေါ်မှာနှစ်သက်တွေ့တာနေတဲ့တဏှာကိုဒီနေရာမှာသန္တာဆိုတဲ့အမည်နာမနဲ့သုံးထားတယ်သန္တာလို့ဆိုပေမဲ့လို့အဘိဓမ္မာတွေထဲမှာပါတဲ့ကုသိုလ်နဲ့ပတ်သက်တဲ့သန္တာအကုသိုလ်နဲ့ပတ်သက်တဲ့သန္တာလို့သန္တာအမျိုးမျိုးရှိတဲ့ထဲမှာဒီနေရာမှာသန္တာလို့ဆိုတာရာဂကိုဥတည်ပြီးတော့ပြောတာဖြစ်တယ်နှစ်သက်စရာအာယုန်တွေကိုတွေ့တာနေတဲ့လိုချင်တတ်မဲ့တဲ့တဏှာကိုပဲကာမိသန္တာဒီကာမိသန္တာကိုပဲယမယံခအဘိဇာလို့ဒီမဟာသတိပဋ္ဌာန်သုတ်မှာဆိုရင်ဝိနည်းလောကေအဘိဇာဒေါမနတံဆိုပြီးအဘိဇာဆိုတဲ့နာမည်နဲ့သုံးတာရှိထို့သုတ်တန်တွေမှာလည်းအဘိဇာဝိသမလောဘလို့ဆိုပြီးတော့အဘိဇာနဲ့ဝိသမလောဘလို့ဒီကာမိသန္တာကိုရည်ရွယ်ပြီးတော့သုံးတဲ့စကားလုံးတွေကာမိသန္တာဆိုတဲ့စကားလုံးဟာနော်နှစ်သက်စရာမျက်နှာစရာလိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာလောဘဒါကိုကာမိသန္တာလို့ခေါ်တယ်လူတိုင်းရဲ့တဏ္ဍမှာကာမိသန္တာဆိုတာဖြစ်ပေါ်လာထို့သောဖြစ်ပေါ်လာတော့လေအကြောင်းမဲ့ဖြစ်တာတော့မဟုတ်ဘူးအကြောင်းရှိတယ်အကြောင်းမဲ့ဖြစ်တဲ့အရာမရှိဘူးဒါကြောင့်မို့ဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိဖို့လိုတယ်ပေါ့အဲ့ဒါမသိခင်ကာမိသန္တာဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုရှင်းဥစွာမှတ်သားထားထိုစကားလုံးရဲ့ဆင့်ပွားအဓိပ္ပာယ်တွေအနေနဲ့ဗာပြောတော့ဆိုကာမိသန္တောဆိုတာကာမရာဂကာမဂုဏ်ပေါ်မှာကာမအာယုန်တွေပေါ်မှာတွေ့တာတယ်နှစ်သက်တယ်ကာမနန္ဒီကာမဂုဏ်တွေကိုမျက်နှိုးတယ်ကာမအာယုန်ပေါ်မှာမျက်နှိုးတယ်ကာမပရိလဟမျက်နှိုးတွေ့တာမှုကိုအကြောင်းပြုပြီးလူတွေရဲ့ရင်ထဲစိတ်နှလုံးထဲမှာပူလောင်စေတတ်တယ်ဒီလိုဆိုအဲ့တော့ပြောရမယ်ဆိုရင်တဏှာတို့လောဘတို့ရာဂတို့လူတွေရဲ့တဏှာမှာဖြစ်တဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာမျက်နှိုးတွေ့တာတဲ့တဏှာလောဘလူချင်းမှုတွေတွေ့တာမှုတွေတတ်မဲ့မှုတွေအလုံးကိုခြုံငုံပြီးတော့ဒီနေရာမှာကာမိသန္တာလို့ဒီလိုခေါ်လိုက်တာအဲ့တော့ကာမိသန္တာဆိုတာလူတွေရဲ့တဏ္ဍာမှာဖြစ်လာတဲ့အချုပ်အားဖြင့်ပြောမယ်ဆိုရင်တဏှာလောဘရာဂကိုခေါ်တယ်လို့အဲ့ဒီတဏှာလောဘရာဂကလည်းပဲဒီနေရာမှာနှစ်သက်စရာကောင်းတဲ့အာယုန်တွေကိုလိုချင်မှုတွေ့တာမှုနှစ်သက်မှုကိုသာလင်ကာမိသန္တာလို့ဒီလိုဆိုတာ